ဒီကျတို့တော့ဗာလဲဆိုတဲ့ diffusion ဆိုတာကျတို့ကပြန့်ရောခြင်းပြန့်ရောတဲ့ဆွဲနေရာမှာကျတို့ဒီမှာရှိတဲ့တစ်ခုခု liquid တစ်ခုခုမှာကျတို့ကဒါမျိုးပြင်မဲ့ဖြစ်ပါပဲဖြစ်ကျတို့ထည့်လိုက်မယ်ထည့်တဲ့ခါကျရင်ဒီမှင်ရဲ့ molecule တွေကကြာတဲ့ခါကျရင်ဒီထဲမှာ equal distribution သူကပြန့်ရောတာဖြစ်မယ်။ဘာကြောင့်လဲဆိုတော့ molecule ဆိုရင်သူ့မှာဘာရှိလဲဆိုတော့ kinetic energy ရှိမယ်။အဲ့တော့ kinetic energy ရှိရဲ့အတွက်သူကပြန့်ရောသွားတဲ့အတွက်ကြာတဲ့ခါကျရင်ဒီ molecule တွေအားလုံးမှာဒီမှာ uniform distribution ဖြစ်သွားပြီးတော့ဒီကောင်တွေအားလုံးပြန့်နှံ့သွားတဲ့ခါကျရင်ကျတို့က diffusion ဖြစ်တာဖြစ်မယ်။အဲ့တော့ diffusion ကျတို့က experiment နဲ့ဆန်းမယ်။ဆန်းတဲ့ခါကျရင်ကျတို့ကဘာလုပ်လဲဆိုတော့ပထမဒီကျတို့ဒီကြောက်ကြောတုံးလေးတွေကိုကျတို့ကဘာတက်လဲဆိုတော့ဒါမျိုးကျတို့အတုံးလေးတွေညောင်ဖြတ်မယ်။သူ့ကိုကျတို့ဘယ်လောက်လဲဆိုတော့ဒါက 2cm တော့ဒါ 2cm ပတ်လေကိုအလျားကောအနံကောအမြင့်ကောကျတို့က 2cm ပတ်လေအတုံးလေးဖြတ်လိုက်မယ်။တပြည့်သူ့ကိုကျတို့ကဆေးလေးဆိုလိုက်မယ်။ဆေးဆွဲတဲ့ခါကျတော့ဘာတက်လဲဆိုတော့ diffusion ဖြစ်တာမြန်အောင်လို့ကျတို့ကဒီနောက်တစ်ချက်ကျတို့ကသူ့ကိုဘာတက်လဲဆိုတော့ဒီကောင်ကိုဒီတဝက်ကိုကျတို့ကထပ်ပြီးတော့ဖြတ်တယ်ဒီရဲ့တဝက်ကိုထပ်ဖြတ်လိုက်တယ်ဘာလို့လဲဆိုတော့ဒီ surface area ပပပြလေးတွေက diffusion ပြန်ပြီးတော့အများကြီးပြန်ရောက်တာကိုဝင်အောင်လို့ဒါမှမဟုတ်ကျတို့ကဒါမျိုးတိလေးဖြတ်တယ်ဖြတ်ပြီးတော့ဒါလေးကိုဘာလို့ခေါ်လဲဆိုတော့ကျတို့က petri dish ဆိုကျတို့ဖမ်းမြောင်းအဝိုင်းလေးနော်အဲ့ဒီမှာကျတို့ကထည့်လိုက်တယ်ထည့်ပြီးဝိုင်းကျတို့ကသူ့ကို diffusion ဖြစ်တာဆန်းမယ်ဆန်းတဲ့အတွက်ကျတို့ဘာဖြစ်မှာလဲဆိုတော့အဲ့ဒီမှာကျတို့က hydrochloric acid ကိုထည့်လိုက်တယ်အဲ့တော့ဒီအတုံးလေးတွေက hydrochloric acid ထဲမှာပေါ်လို့သူကမျောနေမယ်အဲ့ဒါလေးကိုကျတို့ကဘာလုပ်မှာလဲဆိုတော့ timing စမှတ်မယ်အဲ့တော့အချိန်တစ်ခုမှထားလိုက်တဲ့ခါကျရင်ဘယ်အချိန်မှာသူက diffusion ဘယ်အတုံးကြီးတွေကအရင်ဆုံး diffusion ဖြစ်လဲဆိုတာသိအောင်လို့ကျတို့ကမှတ်လိုက်မှာဖြစ်တယ်အဲ့ဒါကျတို့စမှတ်လိုက်ပြီမှတ်တဲ့ခါကျရင်ကျတို့ကြည့်လိုက်ဒီမှာကျရင်ကျတို့က diffusion ဖြစ်လာတဲ့အတွက်ဘေးနားမှာတော်တော်လေးကြည်လာပြီဒီမှာဆိုလဲအချိန်ထုရောက်လာတဲ့ခါကျရင်ဘေးနားမှာ diffusion ဖြစ်ပြီးတော့ hydrochloric acid တွေဝင်လာတဲ့အတွက်သူ့ရဲ့ color လေးကမှိန်လာတယ်ဒါပေမဲ့ကျတို့အတုံးကြည့်ရဆိုရင်ကျတို့ကဘာဖြစ်တာလဲဆိုတော့ဒီမှာတိလေးပဲကျတို့ clear zone ဖြစ်တာတွေ့လိမ့်မယ်ဒီမှာဆိုတဲ့လိုပဲပပလေးပပြားလေးအဲ့လောက်ပဲသူက diffusion ဖြစ်တာတွေ့မယ်အဲ့တော့ surface area ကြီးတဲ့ဟာဒီမှာကျတော့သူက diffusion ဖြစ်တဲ့ rate ကနှီးပြီးတော့ surface area နည်းတဲ့ဟာမှာကျတော့ diffusion rate များတာကိုကျတို့ကတွေ့ရမယ်သူနောက်ထပ်အချိန်တစ်ခုကျတို့ထပ်ထားလိုက်တယ်အဲ့တော့အချိန်ကြာလာနေမြမှာဖြစ်လာလဲဆိုတော့ဒီအတုံးတိလေးဆိုရင်မှာ diffusion ဖြစ်တဲ့အပိုင်းကများလာပြီးတော့အယောင်လေးကျတို့မမြင်ရတော့ဘူးအတုံးကြီးတောင်မှကျတို့ဖြစ်လာလဲဆိုတော့ diffusion ဖြစ်တာမြင်မယ်တိမမွားလေးဆိုကျတို့ကဒီမှာ diffusion ဖြစ်သွားပြီးတော့မမွားလေးတွေဖြစ်သွားတာတွေ့မယ်အဲ့တော့ surface area ပါတာဆိုကျတို့က diffusion rate မြင်ဖြစ်တာကိုတွေ့ရမယ်အဲ့တော့ဒါဆိုအချိန်တော်ကြာလာတဲ့ခါကျတော့အတုံးအကြီးကြီးတောင်မှသူက diffusion ဖြစ်တာကျတို့ကအများကြီးဝင်လာတာတွေ့ရမယ်တိလေးဆိုကျတို့ကလုံးဝ diffusion complete ဖြစ်သွားပြီးမမြင်ရတဲ့လောက်ဖြစ်သွားတာတွေ့ရမယ်အဲ့တော့အချိန်တော်ကြာလာတဲ့ခါကျရင်အတုံးကြီးမှာပါ diffusion ဖြစ်ပြီးတော့ကျတို့ကတိလေးပဲရှိတော့တာတွေ့ရမယ်နော်အဲ့ထက်ပိုကြာရဲဆိုကျတို့ပို့ပြီးတော့ကျတို့တဖြည်းဖြည်းနဲ့ diffusion ဖြစ်သွားတာတွေ့ရမယ်အဲ့တော့ပြန်ရောချင်းကဖြစ်တော့ဖြစ်တယ်ဒါပေမဲ့မိနစ်ပြင်ပါတယ်ဆိုရင်မြင်ဖြစ်တယ်မိနစ်ပြင်ကြီးတဲ့ဒုရဲ့ကြီးတဲ့ဟာဆိုကျတို့က diffusion rate နှီးတာကိုတွေ့ရမယ်ဒါမှမဟုတ်ကျတို့က diffusion ဆိုတာကသူကဘာတော့လဲဆိုတော့ဒီ molecule တွေကပြန့်ရောတာတော့ဖြစ်တယ်ဖြစ်ပေမဲ့သူဒီဘာတော့လဲဆိုတော့အချိန်တစ်ခုတိုင်းတာမှာ surface area ပုံမူတည်ပြီးတော့ပြန့်ရောသွားတာဖြစ်တယ်အဲ့တော့သူ့အခြေတို့ကတွက်မယ်တော့ဘယ်ချိန်မှာဆိုတော့ surface area to volume ratio ဖြစ်တဲ့ကောင်ကသူကပို့ပြီးတော့ကောင်းတာဖြစ်တယ်အဲ့ဒါကြောင့်ခြေတို့ကခုနကလိုခြေတို့ဒီမှာအတုံးကြီးအတုံးသေးဒါလေးခြေထည့်ထားမယ်အဲ့တော့ကြောက်ကြောလုံးလေးကိုခြေတို့ကဘာဆိုးထားမှလဲဆိုတော့ခင်းရောင်လေးဖြစ်အောင် potassium permanganate ကိုခြေတို့ကဆိုးထားတယ်ဆိုးပြီးတော့သူ့ကို dilute hydrochloric acid ကိုထည့်လိုက်တယ်တော့ထည့်တဲ့ကခုနက experiment လို့ခြေတို့အသေးဆုံးလေးကဘာတာလဲဆိုတော့မြန် diffusion ဖြစ်သွားတာတွေ့ရမယ်ပြီးတော့သူ့ရဲ့နောက်မှာတဖြည်းဖြည်းနဲ့ diffusion rate ကဖြစ်လာတွေ့ရမယ်တော့မျက်နှာပြင်သေးတဲ့ကောင်က diffusion ကိုသူကအမြန်ဆုံးဖြစ်တာတွေ့ရမယ်အဲ့တော့ဆိုသူ့ကိုခြေတို့ကဘာတာလဲဆိုတော့သူ့ရဲ့ ratio ကိုခြေတို့ကတွက်ရတယ် surface area to volume ratio ကိုတွက်ရတယ်ဒါမှမဟုတ် ratio of the surface area to volume ratio ကိုတွက်မယ်ဆိုရင်ပထမစတင်ခြေတို့ကဘာတွက်ရမလဲဆိုတော့သူ့ရဲ့ surface area ကိုတွက်မယ်အဲ့တော့ surface area ကိုတွက်ချင်ခြေတို့ကဒါတွေကအလွတ်မှတ်ထားရမယ်အဲ့တော့ဒီအတုံးလေးက 2cm ပတ်လဲရှိတဲ့အတုံးကိုခြေတို့ကတွက်မယ်အလျားရောအနံရောအမြင့်ရော2ရောသူကရှိတဲ့အတွက်အဲ့တော့သူဒီဘောက်တာလဲဆိုတော့ခြေတို့ကအလျားကလည်း2
အနံကလည်းနှစ်နောက်ကကျတော့အမြင့်ကလည်းနှစ်ဖြစ်မယ်နော်အဲ့တော့အလျားရဲ့အနံရဲ့အမြင့်ကရှိရဲ့ဒါမှမဟုတ်သူ့ရဲ့ခြေတို့ကပမာစတင်ဘောလုံးကိုစတွက်မယ်ဘောလုံးကိုစတွက်ရင်တစ်ဖက်ကိုတွက်မယ်ဆိုခြေတို့ကအလျားရဲ့နောက်ကကျတော့အလျားရဲ့အနံရဲ့နောက်ကကျတော့အမြင့်ရဲ့မြောက်မယ်နော်အဲ့အတွက်ခြေတို့ကပေါတော့လဲဆိုတော့အလျားနဲ့အနံနဲ့အမြင့်နဲ့မြောက်တယ်အဲ့တော့အောက်မြောက်တဲ့ခြေဘယ်လောက်ရှိတယ်ဆိုတော့ h ရှိတယ်အဲ့တော့ဘောလုံးကိုလူချင်းခြေတို့ကမှန်မှာက length က width က height ကမြောက်တယ်လို့သိရမယ်ဒါက2 cm ပတ်တယ်ဒီလိုတို့ပြလိုက်တဲ့ခါခြေတို့က1 cm 1 cm ပတ်လဲဆိုတဲ့အလိုပဲသူ့မှာအလျားက1အနံကလည်းခြေတို့က1ဖြစ်မယ်အမြင့်ကလည်း1ဖြစ်မယ်အဲကြောင့်တဲ့ဘောလုံးအတွက်ခြေတို့က1မြောက်လိုက်တဲ့ခါ1ရမယ်တို့ခြေတို့ထက်ချမ်းလိုက်တယ်ဒါမျိုးအသေးဆုံးလေးဆို1ကိုချမ်းလိုက်တဲ့ခါမှာ 0.5 မို့လို့ဘောလုံးကိုရှာချင်ရင် length က width က height ကမြောက်တဲ့ခါမှာ 0.125 ရတယ်ဒါကခြေတို့ကဘောလုံးတက်ပြီးသွားပြီပြီးနောက်တစ်ခုကခြေတို့က surface area အတွက်မယ်တော့ surface area အတွက်မယ်ဆိုရင်ခြေတို့ကဘာလို့မလဲဆိုတော့မျက်နှာပြင် area ကိုကြည့်မယ်တော့မျက်နှာပြင် area ကိုကြည့်တဲ့ခါကျရင်မျက်နှာပြင် area ဒီဘာနဲ့တွက်လဲဆိုခြေတို့ကအလျားမြောက်အနံနော် length နဲ့ width နဲ့ကိုမြောက်မယ် one side တစ်ဖက်ကိုမြောက်မယ်အဲကြောင့်ဒီမှာခြေတို့ဘာရှိလဲဆိုတော့အလျားသူကမျက်နှာပြင်က2ပြီးတဲ့ခါကျတော့ဒီမှာ sorry ဒါကအနံ2ဒါကကြောင့်ခြေတို့ကအလျားက2ဖြစ်မယ်အဲ့တော့မျက်နှာပြင်တစ်ဖက်ဆိုရင်ခြေတို့ကအလျားနဲ့အနံနဲ့မြောက်မယ်အဲကြောင့်သူ့ကို length ဖြစ်တဲ့2ရဲ့ width ဖြစ်တဲ့2ရဲ့မြောက်တယ်တကယ်တမ်းခုပါတော့ဆိုတော့မျက်နှာပြင်ဘယ်နှဖက်ရှိလဲဆိုတော့အလုံးပေါင်း6ဖက်ရှိရဲ့ address system မြောက်တယ် system မြောက်တော့24အဲ့တော့ကိုကမှန်မှာ surface area 2 volume ratio ကိုတွက်မယ်ဆိုရင် surface area ကိုလိုချင်ရင် length နဲ့ width ကိုမြောက်ပြီးွားရင် system မြောက်ပေးရမယ် volume ကိုလိုချင်တော့ length နဲ့ width နဲ့ height မြောက်မယ်အဲ့တော့အလားတူပဲဒီမှာလဲတလမပတ်လေဆိုတော့ခြေတို့ကအလျားနဲ့အနေနဲ့မြောက်တော့11မျက်နှာပြင်က6 size မို့လို့ system မြောက်လိုက်တော့ရမယ်နောက်တစ်ခုလဲ 0.5 ဆိုတော့ 0.5 က6ကမြောက်လိုက်တယ်1.5 ရမယ်အဲ့တော့ခြေတို့ကဆောင်းလိုက်မယ်စားတဲ့ခါကျတော့မျက်နှာပြင် area surface area to volume ratio မို့ surface area ကဘယ်လောက်လဲ24 volume ကဘယ်လောက်လဲ8စားလိုက်တဲ့ခါခြေတို့ကသူ့ရဲ့ ratio က3ရမယ်နောက်တစ်ခါ surface area က6သူ့ရဲ့volume ကကျတော့1 6ကို1နဲ့ဆိုတော့ divided by ဆိုခြေတို့ကဘာရလဲဆိုတော့6ရမယ်နောက်တစ်ခုကခြေတို့က1.5ကို 0.15နဲ့အဲ့တော့ခြေတို့က divided by ဆိုခြေတို့ကတွဲရမယ်အဲ့တော့ဆိုကြည့်လိုက်ဒီချို့တုံတုံးမှာဘယ်က diffusion rate အများဆုံးလဲဆိုတော့အမြန်ဆုံးလဲဆိုရင်မျက်နှာပြင်အပါဆုံးကအမြန်ဆုံးမျက်နှာပြင်အပါတဲ့ခါမှာသူ့ရဲ့ ratio ကိုရှာလိုက်တဲ့ခါကျဘယ်လောက်ရှိလဲဆိုတော့ surface area to volume ratio မှာသူကအများဆုံးအဲကြောင့်မို့အမြဲတမ်းတိတ်ရွက်တွေဆိုရင်ကျတော့ပပပြပြလေးတွေဖြစ်တယ်ဘာကြောင့်လဲဆိုတော့ surface area to volume ratio များရင်သူဘာဖြစ်လဲဆိုတော့ rate of diffusion မြန်တဲ့အတွက်ဒါက surface area to volume ratio အတွက်ပတ်တယ်မလားဒါရမှာဟုတ်တယ်ရှင်ရနော်ကိုမင်းတွေ့ထားလေးပဲနေဒီကတော့ experiment ကတော့နောက်မှာအဲ့ဒီမှာရလိုက်